မင်္ဂလာပါရှင်တသားမီလေးတို့ရေဒီနေ့ Miss Mimi ကတသားမီလေးတို့ကိုပုံမြင်တစ်လေးတစ်ပုဒ်ပြပြပေးသွားမယ်နော်ပုံမြင်လေးရဲ့နာမည်ကတားရွှေတဲ့ပုံမြင်လေးထဲမှာကလေးလေးတွေကလိမ်မာတဲ့ကလေးလေးတွေဆိုလို့ရှိရင်ဘယ်လိုနေရမလဲဆိုတာကိုသိချာနားထောင်အောင်ပါကလေးလေးတွေဒီပုံမြင်ကိုနားထောင်ခြင်းလို့ရှိရင် Miss Mimi ပြောတာအဆုံးထိသိချာအာရုံစိုက်နားထောင်ပေးပါနော် Miss Mimi ကပုံမြင်ဆုံးသွားလို့ရှိရင်လည်းမိဘလေးတွေလေးသွားအောင်ပါနော်ဒါဆိုလို့ရှိရင် Miss Mimi ပုံမြင်လေးကိုစပြောမယ်နော်ဟိုးရှိတုန်းကရွာတွေကမှာအဖွားကိုတယောက်နဲ့ရွှေခဲလို့ခေါ်တယ်ကျက်တူလေးတစ်ကောင်ရှိတယ်တဲ့ရွှေခဲလေးကလေအဖွားကိုနဲ့အတူတူနေတယ်အဖွားကမျက်စိကတော့နည်းနည်းမမြင်ရတော့ဘူးအရင်မမြင်ရတော့မဟုတ်ပေမဲ့နည်းနည်းလေးတော့ဝေဝါးနေတယ်ရွှေခဲလေးကလေအဖွားကိုနဲ့အတူတူနေရဲ့ရွှေခဲငှက်ကလေးကအရန်လိမ်မာပြီးတော့အဖွားကိုပေါ်လေအရန်တိတ်တတ်တာအဖွားကိုလည်းမမီလို့ခေါ်တာတဲ့ရွှေခဲလေးကိုလည်းအဖွားကအရန်ချစ်တာကြောင့်တားရွှေခဲလေးလို့ခေါ်တယ်တဲ့တားရွှေခဲလေးကိုခေါ်လိုက်တာနဲ့ရွှေခဲလေးကလေခမညာဆိုပြီးတော့ရင်းရင်းကြီးကြီးလေးမမလေးနဲ့ပြန်ပြီးတော့ထုတက်တာအဲ့ဒါကြောင့်မဲ့အဖွားကရွှေခဲလေးကိုများချစ်နေရပြီးတော့နေတိုင်းမမုံကြွေးရဲ့ရွှေခဲလေးကိုတချင်းဆိုပြီးတော့တိတ်ပေးရဲ့ဒီလိုမျိုးနဲ့ရွှေခဲလေးနဲ့အဖွားကိုဒီနဲ့ကအတူတူပျော်ပျော်ရွှင်ရွှင်နဲ့အိမ်ထဲမှာနေကြတာပေါ့ရွှေခဲလေးကိုလေအဖွားကိုတယောက်ပဲချစ်တာလားဆိုတော့မဟုတ်ဘူးတဲ့ဒီနာပတ်ဝန်းကျင်မှာရှိရဲ့ဦးတွေကိုမမတွေတီတီတွေကရွှေခဲလေးကိုတိတ်ကိုချစ်ကြတာဘာဖြစ်လို့ချစ်တာလဲဆိုတော့ရွှေခဲလေးကစကားပြောလို့ရှိရင်လိမ့်မရင်ကြီးနဲ့ချစ်ချိုတာလေးပြောလို့တဲ့ရွှေခဲလေးကလေစကားပြောလို့ရှိရင်လုံးဝအောင်ပြောပဲနဲ့လူကြီးတွေကတခုမေးလို့ရှိရင်လည်းရွှေခဲလို့ခေါ်လိုက်တာနဲ့ခမညာလို့ပြန်ပြောပြီးတော့ရွှေခဲလေးသမင်းစားပြီးပြီလားလို့မေးလို့ရှိရင်လည်းစားပြီးပါပြီခမညာဆိုပြီးတော့လိမ့်မရင်ကြီးနဲ့ပြန်ပြောတာအဲ့ဒါကြောင့်လေရွှေခဲလေးကိုအားလုံးကချစ်ကြတယ်ရွှေခဲလေးကသမင်းနေဆိုလဲအများကြီးစားရတယ်မုတ်တီဆိုလဲအများကြီးစားရတယ်အဖွားအိုကိုလည်းလိမ့်မနဲ့တိတ်တက်ပြီးတော့ကုညီပေးရဲ့အတွက်ရွှေခဲလေးကိုကြည့်ပြီးတော့မနာလို့ဖြစ်နေငှက်ကြီးတစ်ကောင်ရှိသေးတယ်အဲ့ငှက်ကြီးကိုပြမယ်နော်မစင်ကြီးကငှက်ကြီးကလေဘာခါလာလဲမသိပါဘူးဟုတ်တယ်ငှက်ကြီးကလေဘာခါလာအဲ့ဒါကြောင့်လေငှက်မင်းလို့ခေါ်တယ်တဲ့ငှက်မင်းကြီးကရွှေခဲလေးကိုရွာထဲမှာအိမ်နေနဲ့နေရမဟုတ်ဘူးတဲ့ရွာပြင်မှာတယောက်တည်းနေတာတဲ့ငှက်မင်းကိုကြတော့လူတွေကလည်းမချစ်ကြဘူးရွှေခဲလေးလိုမျိုးတားရွှေခဲလို့ခေါ်ပြီးတော့ချစ်ကင်နဲ့ဆက်ဆက်မဲ့မုတ်တွေကျွေးမဲ့မမေလည်းမရှိဘူးအဲ့ဒါကြောင့်ရွှေခဲလေးကိုဒီငှက်မင်းကြီးကကြိတ်ပြီးတော့စိတ်ထဲမှာရွှေခဲကိုပဲလူတွေကဝိုင်းချစ်နေကြတယ်ဒီရွှေခဲကိုလူတွေမချစ်အောင်ဘယ်လိုလုပ်အောင်ကောင်းမလဲဆိုရင်အမြဲတမ်းစဉ်းစားနေတယ်ငှက်မင်းကြီးကတက်နေလဲကြာတော့ရွှေခဲလေးရှိရဲ့အိမ်သားကိုရောက်လာတယ်ပြီးတော့ရွှေခဲလေးကိုဘာပြောလဲဆိုတော့ရွှေခဲလေးအိမ်မှာပဲနေရတာမပြင်းဘူးလားမေးရဲ့တဲ့အဲ့ခါမှာတဲ့ရွှေခဲလေးကမပြင်းပါဘူးအိမ်မှာလေမမေနဲ့တူတူနေရမမေကိုလည်းစကားတွေပြောပေးရဲ့မမေကသမင်းစားဟိုင်းစားရဲ့မမေပုံမြင်ပြောပြရတယ်နားထောင်တယ်မမေကိုအလုပ်တွေလည်းကုပေးရမလို့လုံးဝမပြင်းဘူးပြန်ဖြေရဲ့အဲ့ခါမှာတဲ့ငါမေကဘလို့ပြန်ပြောလဲဆိုတော့ငါမေလို့ရဲ့တဲ့အိမ်ဖြစ်တယ်တဲ့ယာတော်တဲ့ကိုလိုက်ခဲ့ပါလားအဲ့မောင်လေးမုတ်တီဆိုလည်းအများကြီးရှိတယ်အသိဉာဏ်ကြီးဆိုလည်းအများကြီးရှိတယ်ရွှေခဲလိုက်ခဲ့လို့ရှိရင်ရွှေခဲကိုအားလုံးကဝိုင်းချစ်ကြတာရွှေခဲလိုက်ခဲ့နော်အမေနဲ့လိုက်တယ်နော်လို့ပြောတယ်အဲ့ခါမှာရွှေခဲလေးကလေရွှေခဲလေးလိုက်ရလို့ရှိရင်အိမ်မှာမမေတယောက်ပဲကြံခဲ့မှာပေါ့မမေတယောက်ပဲကြံခဲ့တနာပါတယ်မမေကိုဘသူကအဖော်ပြုတ်ပေးမှာလဲမမေနဲ့တူတူဘသူကသမင်းစားပေးမှာလဲမလိုက်တော့ပါဘူးငါမေရဲ့ရွှေခဲအိမ်မှာပဲနေမယ်လို့ပြောတယ်ဒါပေမဲ့ငါမေကနေတိုင်းရောက်လာပြီးတော့တနေ့နဲ့ရွှေခဲကိုຢာထဲကိုလိုက်ခဲ့ဖို့ခေါ်တယ်တောထဲကိုလိုက်ခဲ့ဖို့ခေါ်တယ်နောက်နေ့လည်းလိုက်ခဲ့ဖို့ခေါ်အောင်ကြောင့်ရွှေခဲလေးကတရက်မှာတော့အားနာပြီးတော့ကဲငါမေခေါ်တယ်ຢာတော်လေးကိုတောထဲကိုလိုက်ခဲ့မယ်နော်ဆိုပြီးတော့ပြန်ပြီးတော့သွားကြတယ်ဒါပေမဲ့မကောင်းကြံနဲ့ငါမေကတော့မယိုးသားပဲနဲ့ရွှေခဲလေးကိုတောထဲတနေရာအရောက်မှာတော့ရွှေခဲဒီအပင်မှာခဏနေလာအောင်နော်ဒီမှာငှက်မဲရလေရွှေခဲစားဖို့အတွက်မုတ်တွေတွိုင်းလာအောင်မယ်ဆိုပြီးတော့ရွှေခဲလေးကိုတောထဲမှာတယောက်ထဲထားခဲ့ပြီးတော့တဲ့ရွှေခဲလေးရောင်ဆောင်ပြီးတော့ရွှေခဲလေးရဲ့မမေဖြစ်တဲ့အဖွားကိုရဲ့အိမ်ကိုပြန်ပြီးတော့သွားတယ်ဒါပေမဲ့တဲ့အဖွားကမျက်စိကနည်းနည်းမမြင်ရဘူးဆိုတော့တဲ့
ဘသူပြန်ရောက်လာလဲဆိုတာသိချာမသိဘူးတဲ့ဒီငတ်မဲလေးကိုရွှေခဲလေးလိုပဲထင်ပြီးတော့တားရွှေခဲလို့ခေါ်တဲ့အခါမှာတဲ့ငတ်မဲရလေစကားမပြီးကလားနဲ့ခညာဆိုပြန်ပြေးရဲ့ဒါပေမဲ့အဖွားကလည်းတိတ်ပြီးတော့တတိမထားမိဘူးပေါ့အဖွားကရွှေခဲလေးလိုပဲမှန်ပြီးတော့ငတ်မဲကြီးကိုတားလေးရေထမင်းစားကြမယ်လားမမီနဲ့တူထမင်းစားမယ်ဆိုပြီးတော့ခေါ်ပြီးတော့ထမင်းနေဟင်းနေကျွေးရဲ့မုံတွေဆိုလဲကျွေးရဲ့ဒါပေမဲ့ငတ်မဲရလေငကိုတွေကမလိမ်မာရဲ့ငတ်မဲဖြစ်တဲ့အတွက်အဖွားကိုကျွေးရရောစားတဲ့ပြင်ရွှေခဲလေးလိုမျိုးလိမ်မာနဲ့ဖွားကိုလည်းစကားမပြောပေးဘူးဧည့်သည်တွေအိမ်ကိုလာလို့ရှိရင်လည်းနှုတ်ဆက်တဲ့အခါမှာငတ်မဲရလေကောင်းကိုပြန်နှုတ်ဆက်ပဲနဲ့ရိုင်းဆိုင်ကျန်းနေပြန်ပြောတယ်အဲ့ခါကျတော့အဖွားကိုအတိတ်ကိုစိတ်ညစ်တာပေါ့ကွယ်အဖွားကစိတ်ညစ်နေရဲ့အပြင်ရွှေခဲလေးကဘာလို့ဒီလောက်တော့စိုးရလဲမသိဘူးဘာလို့ဒီလောက်ကြောင့်ဒီလိုမရင်မချင်းမလိမ်မမာနဲ့စကားတွေကိုပြောနေရလဲမသိဘူးဆိုပြီးတော့ဝမ်းနဲ့နေတယ်အဲ့ဒီအချိန်မှာပဲတောထဲမှာဆိုလို့ရှိရင်လေရွှေခဲလေးကငတ်မဲထားခဲ့တဲ့တစ်ပင်ပေါ်မှာပဲနေပြီးတော့အကြာကြီးစောင့်နေတာအကြာကြီးစောင့်နေနေရွှေခဲလေးကဝမ်းနဲ့လာတာပေါ့ဒီချိန်ဆိုရင်တော့မမေကလေအိမ်မှာတယောက်တည်းဖြစ်ပြီးတော့ဝမ်းနဲ့နေရောမှာပဲရွှေခဲကိုလည်းမျောနေရောမှာပဲဆိုပြီးတော့တွေးနေအရန်ဝမ်းနဲ့လာတယ်ဝမ်းနဲ့နေလို့ရွှေခဲလေးကဘယ်နာမှမသွားပဲနဲ့ရက်နေချိန်မှာတော်ရဲဖြစ်တဲ့အတွက်ပထမဆုံးနဲ့စင်းတကောင်ကလမ်းလျှောက်တယ်ဒုံဆိုတဲ့အတန်ကြားပြီးတော့ရွှေခဲလေးကရမ်းလန်းသွားပေါ့အာနဲ့လေရွှေခဲလေးကလေထွက်ပြေးဖို့ကြိုးစားပေမဲ့အရန်ကြောက်ပြီးတော့ငှက်မဲကိုဒီမှာစောင့်ရမယ်ဆိုပြီးတော့တစ်ပင်ကနေထွက်မပြေးပဲနဲ့ရက်နေတယ်အဲ့ချိန်မှာပဲစိန်ကြီးကလာပြီးတော့အချိန်မှာနောက်ထားရတဲ့ဝေါဆိုပြီးတော့ကြားကြီးတကောင်ကထပ်ပြီးတော့ဟိမ့်ညံတယ်အဲ့ချိန်မှာတော့ရွှေခဲလေးကတိတ်ကိုကြောက်သွားတာပေါ့တိတ်ကိုကြောက်သွားပြီးတော့အရန်ပင်ပန်းပြီးတော့ဘိုင်လဲစာလုံးနေတဲ့ရွှေခဲလေးကလေအဝေးကိုပြန်ပြီးတော့ထပ်သွားပြီမယ်အားလည်းမရှိကြောက်လဲကြောက်များဖြစ်တဲ့အတွက်ဘော့ဆိုပြီးတော့မြေပြင်ပေါ်မှာပြုတ်ကျသွားတယ်အဲ့လိုမျိုးပြုတ်ကျနေရနေပြီးတော့ရွှေခဲလေးကတိတ်ကိုဝမ်းနေနေတာပေါ့ရွှေခဲလေးလေနောက်မှအရန်ရပါပြီရွှေခဲလေးကိုလေမမေကလေအမြဲအိမ်မှာပဲနေဖို့အတွက်ပြောတာဒါပေမဲ့လေရွှေခဲလေးကနားမထောင်ပဲနဲ့ငှက်မဲခေါ်တဲ့နောက်လိုက်လာတော့အခုလိုဒုက္ခရောက်ရပြီဆိုပြီးတော့နောက်နိုင်ရနေတယ်အဲ့ဒီချိန်မှာရွှေခဲလေးလဲကြနေတဲ့ရွှေခဲလေးနာကိုဘသူရောက်လာလဲဆိုတော့အိုးစီးကွက်ကြီးရောက်လာတယ်အိုးစီးကွက်ကြီးကရွှေခဲလေးကိုမေးရတော့ရွှေခဲလေးဘာဖြစ်လို့မြေပြင်ပေါ်မှာလဲနေရလဲလို့မေးတော့ရွှေခဲလေးကလေတသားပိုက်လဲရမ်းစာပြီးမမေကိုလည်းတတိရတယ်အရန်လဲဝမ်းနဲ့ရမှုလို့ပြီးတော့ကြားဟင်းတန်လေးစင်အော်တန်လေးနဲ့ကြားပြီးတော့ရွှေခဲလေးအရန်ကြောက်လို့အားလည်းမရှိလို့မြေကြီးပေါ်မှာလဲနေရလို့ပြန်ဖြစ်ရဲ့အဲ့ခါမှာအိုးစီးကွက်ကြီးကတနာသွားပြီးတော့ရွှေခဲလေးကိုရေတိုက်တယ်တစ်တီးရေကျွေးပြီးတော့တစ်တိချာချာလဲစုံမလိုက်တယ်ဦးစီးကွက်ကြီးကဘာပြောလဲဆိုတော့ရွှေခဲအခုလိုမျိုးအရန်ကိုကြောက်နေရပြီးတော့ဘိုက်တွေလည်းစာနေရတာလေရွှေခဲရဲ့မမီနဲ့အတူတူမနေရလို့ပဲရွှေခဲကဒီနေ့ကစပြီးတော့ဒီနေ့သင်တန်းစာကိုတလုံးမှတ်ထားပြီးတော့နောက်ခါကြလို့ရှိရင်ဘလို့သစိမ်းနေရပဲဘလို့ကောင်းတာရေးကျွေးမယ်ပေးမယ်ဆိုပြီးခေါ်လိုက်မသွားပဲနဲ့မမီနဲ့ပဲနေရမယ်နော်အပြင်သွားလို့ရှိရင်လည်းမမီဖေမပါပဲနဲ့တယောက်တည်းမသွားရဘူးနော်အဲ့ဒါမှရွှေခဲလေးကဒီနေ့လိုမျိုးနောက်ထပ်ဒုက္ခထပ်မရောက်ပါလို့ဦးစီးကွက်ကြီးကဆုံးမာပြီးတော့ရွှေခဲလေးကိုလည်းရွှေခဲလေးနေတဲ့ရွာကိုပြန်ပို့လိုက်တယ်အဲ့ခါမှာဆိုလို့ရှိရင်ရွှေခဲလေးကလေဦးစီးကွက်ကြီးကိုကျေးဇူးတင်ပါတယ်ခင်ဗျာလို့ရင်ကြီးပြန်ပြောလိုက်တာပေါ့ဦးစီးကွက်ကြီးကလည်းလိမ္မာရဲ့ရွှေခဲလေးနောက်ခါကျရင်ဦးစီးကွက်ကြီးပြောတာတွေကိုသိချာမှတ်ထားပြီးတော့အင်းကနေဘယ်မှထောင်သွားနေအောင်နော်အပြင်နေရာသွားလို့ရှိရင်လည်းရွှေခဲလေးကလေပမေနဲ့မှသွားပါလို့မှားပြီးတော့ပြန်ထွက်သွားတယ်ရွှေခဲလေးအိမ်ဝင်ရောက်တဲ့အခါမှာအမေကိုကြီးကိုတွေ့ရတော့အဲ့ခါမှာလေရွှေခဲလေးကမမေရေသားပြန်လာပြီဆိုပြီးတော့ပြေးပြီးတော့မမေကိုဖတ်ပြီးတော့ဆိုပြီးတော့ဝမ်းနဲ့လုံးငိုချလိုက်တာတော့အဲ့ဒါကိုဘသူကမြင်သွားလဲဆိုတော့အရန်ဆိုလေငှက်မေးရမြင်သွားပြီးတော့ဘလို့တွေးလဲဆိုတော့ရွှေခဲပြန်ရောက်လာပြီငှက်မေးရရွှေခဲမဟုတ်တာကိုဖွားတိသွားလို့ရှိရင်တော့ဖွားဆူတော့မှာပဲထပ်ပြရမယ်ဆိုပြီးတော့အဝေးကိုပြန်ထွက်သွားတယ်ပြီးတော့အဖွားကလည်းအခုမှရွှေခဲအစ်စ်လေးပြန်ရောက်လာတယ်ဆိုတာကိုသတိထားမိသွားပြီးတော့
ရွှေခဲလေးကိုဒီနေ့ကစပြီးတော့မမီမပါပဲနဲ့ဒီဇိုင်းနေနဲ့အပြစ်မသွားဘူးပြီးသွားလို့ရှိရင်မုတ်တီရုပ်တွေကိုလည်းတငယ်ချင်းတွေပြီးသွားလို့ရှိရင်ချစ်တဲ့ဦးလေးတွေအတော်တွေကပေးတာကိုပဲယူဖို့ဒီဇိုင်းတွေကပေးမယ်ဆိုလို့ရှိရင်မလိုက်သွားဘူးမယူဖို့ကိုတိချာလေးပြောပြလိုက်တယ်ရွှေခဲလေးကလည်းလေဂတိကောင်းကောင်းပေးပြီးတော့မမိနာမှာပဲအမြဲမမီနဲ့တူတူနေပါမယ်ပြီးသွားလို့ရှိရင်မုတ်တီရုပ်တွေပေးမယ်ဆိုတိုင်းလည်းဒီဇိုင်းတွေနောက်ကိုလိုက်မသွားတော့ပါဘူးလို့ဂတိပေးလိုက်တယ်အဲ့ဒီကနေစပြီးတော့ရွှေခဲနဲ့အဖွားဝင်တွေကပျော်ပျော်ရွှင်ရွှင်နဲ့တက်လုံးနေသွားကြတယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်အဲ့ဒါဆိုလို့ရှိရင်ဒီပုံမြင်လေးရဲ့မှာလေရွှေခဲလေးကမကောင်းတဲ့ငှက်မင်းနောက်ကိုမုတ်တီရုပ်တွေပေးမယ်အစားအစာတွေကျွေးမယ်ဆိုပြီးတော့ခေါ်သွားတာကြောင့်လိုက်သွားတာမဟုတ်လို့ဒုက္ခရောက်သွားရတယ်ဒါကြောင့်ကလေးလေးရွာတဲ့ဒီပုံမြင်လေးကိုနားထောင်ပြီးတော့ဘယ်လိုပဲသွားအပြင်သွားတဲ့အခါမှာပဲဖြစ်ဖြစ်မမပါပဲနဲ့လုံးဝအပြင်မသွားရအောင်เนาะမမနဲ့သွားမှကလေးလေးကဘေးရနေကိန်းမှာမနဲ့တူတူအပြင်သွားပြီးတော့သစိမ်းနေမတိရတူတွေကမုတ်တွေပေးမယ်ရုပ်တွေပေးမယ်ဆိုပြီးခေါ်လို့ရှိရင်လည်းအပြင်ကိုလိုက်မသွားဘူးတတိထားမယ်เนาะကဲဒါဆိုလို့ရှိရင်เนาะဒီနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲကွယ်ပုံမြင်ချိန်လေးမှာတွေ့ကြမယ်เนาะတတာ